ရှေ့ရနေရှင်ပြန်ထမြောက်စီခြင်းရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး၈အခန်းငယ်41မှ56အထိဟဲ့ဟိုမချင်းယေရှုလာနေပြီယေရှုကျွန်တော်သမီးလေးသေတော့မယ်ကဲပါဦးသူကငငယ်လေးပဲရှိသေးတယ်သေရတော့မယ်ကျွန်တော်မှဒီသမီးလေးတယောက်တည်းရှိတာပါလာကြည့်ပေးပါဦးဒီလေးမင်းစိတ်ကိုထိမ့်ပါကွာယေရှုသမီးလေးသေသွားပြီယေရှုကိုဒုက္ခမပေးပါတော့နဲ့ကွာဘာမှစိတ်မပူနဲ့မင်းရဲ့သမီးလေးဘာမှမဖြစ်ပါဘူးငါပြောတာယုံပါငုံမနေကြနဲ့သူကတင်နေတာမဟုတ်ဘူးအိတ်နေတာသမီးလေးထားပါတော့သူ့ကိုတခုကြွေးလိုက်အောင်ဒီအကြောင်းကိုဘယ်သူ့ကမှမပြောပြနဲ့နော်နံပါတ်1ငါသည်ငါဤမိသားစုမိတ်ဆွေများဤလိုအပ်ချက်တို့ကိုယေရှုထံတော်သို့ယူဆောင်ဘူးပါသလားနံပါတ်2ယေရှုသည်မျှော်လင့်ချက်ကိုဘယ်လိုယူလာခဲ့သနည်းနံပါတ်3ငါမည်သည့်စစ်ဆန်ရေးမှာမျှော်လင့်ခြင်းလိုအပ်သနည်း